Hello အားလုံးပဲမင်္ဂလာပါဒီမှာ PSC program run မှာပေါ့နော် GM series ကနေပြီးတော့ GM win ဆိုတော့တုံးပြီးတော့ run မှာပေါ့ဒီခေါက်ကောင်းစီကတော့ red light 1 the count is less than 5 and green light 1 the count is equal to or greater than 5ပေါ့နော်အဲဆိုလို့ရှိရင်အနီအောင်လင်းကဘယ်ချိန်မှာလင်းမလဲဆိုရင်ကောင်တာတမိုး9တဲ့ငယ်တဲ့ချိန်မှာအနီအောင်လင်းပြီးတော့9နဲ့ညီပြီးတော့9တဲ့ကြီးသွားတဲ့အချိန်မှာ green လက်စိမ်းအောင်လင်းမယ်ပေါ့နော်အဲလေးကိုစမ်းမယ်ပေါ့နော်အကျဉ်းဝင်ဆော့ဝဲဆွဲပေါ့အောက်ကောင်တာတစ်လုံးပဲတုံးနေ input ပေးထားရပေါ့နော်ဒီမှာ reset ရှိမယ် preset value ကကျတော့5ပေးထားရပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့မထွက်ခင်မှာ5တန်ဖို့မရောက်ခင်မှာအနီအောင်လင်းမှာဖြစ်တဲ့ဒီမှာကျူတန်ဖို့ instant ဒီမှာကျူပေါ့နော်ဒါဆိုကောင်တာထွက်တဲ့အောက်ပို့ပေါ့မထွက်ခင်မှာဆိုလို့ရှိရင်red light လင်းမယ်9ပြည့်သွားပြီ9တဲ့ကြော်သွားပြီဆိုလို့ရှိရင်တော့ green light လင်းမယ်ပေါ့နော်ဒီရောက်က reset ပေါ့ simulation လုပ်ကြည့်အောင်နော်ဒီမှာကြည့်လိုက်မှာနော်သူ0အချိန်နေကောင်တာမှာ0ဒီအောင်နေလိုက်မယ်0 1တို့ဘာအချိန်နေရှိချိန်မှာအနီအောင်လင်းနေပါတော့5မပြည့်မချင်းအနီအောင်လင်းမှာပါနော်ကောင်တာ9ဖြစ်သွားပြီဆိုလို့ရှိရင်အစိမ်းအောင်လင်းသွားပြီပေါ့နော်9လည်းကြော်မယ်ပါညာဆိုလို့ရှိရင်လည်းဒါအစိမ်းအောင်ပဲလင်းမယ်ဒါဆိုလို့ရှိရင် data တွေတော့ clear လုပ်မယ်ဆိုလို့ရှိရင်reset က2ကလုတ်ကိုပေးထားတော့ကြောင့်မို့2နေလိုက်တာ ਨੇ ဟော clear ဖြစ်သွားရင်0ဆိုလို့ရှိရင်အနီအောင်လင်းပြန်ပြီးလင်းသွားပြီပေါ့နော်အဲဆိုဒါဆိုပြီးပေါ့နော်ပြီးတော့ဒီတမတယ်